ဖြစ်နေပြီကိုမရှိနွေနွေတန်တာဆောင်ရမနှခင်များမနေ့ကဒီနေရာဒီလိုဟဲမဆောင်လေးမဝင်းနေပွင့်ွေကြခုံတဲ့ရလေးပေါ်မှာဒူရှင်ထံပြောခဲ့ဘူးတဲ့အကျဉ်းသာစကားများမတရားဖြစ်နေပြီကိုမရှိနွေနွေတန်တာဆောင်ရမနှခင်များမိနေဘူးတဲ့ခေါင်းလေးပဲစီမာဒီတခါဆောင်ကရဲ့ချမ်းနေကွာနီနီလမ်းလေးချမ်းမှာအာကိုချီကိုတွေ့ခဲ့တဲ့လက်ကလေးဆုံးပဲမှာနေမုံတွေကြောင့်မင်းပြန်လာမလားအတွေ့တွေဝေဝါဟဲမမြူနေလေတွေဝဲညင်နီနီလာချမ်းမကိုရဲ့တဲ့တွေ့ရှင်ထံပြောခဲ့ဘူးတဲ့အကျဉ်းသားစကားများမတရားဖြစ်နေပြီကိုမရှိ